ကျေးဇူးတင်ကြောင်းပြောချင်တယ်ပေးမှန်းမသိအောင်ပေးသွားခဲ့ပြီးငါတို့ရာမှန်းမသိအောင်ရရှိခဲ့ကြပြီးတော့ငါတို့လွမ်းမှန်းမသိအောင်လွမ်းရတတိယမှန်းမသိအောင်တတိယကြအမြင့်ဆုံးနဲ့အနှိမ့်ဆုံးအကောင်းဆုံးနဲ့အဆိုးဆုံးအချိန်တိုင်းကိုမတုံမလို့တည်တည်ငြိမ်ငြိမ်မှာစက်တရေရှိရှိပါလောကရန်တရားကိုမှထိတ်ပုတ်ကောင်းပုတ်ပါမေမေအချစ်တဲ့မေမေစီစဉ်ခဲ့တဲ့မေချစ်ချင်းတွေကပါမြေကိုတာယာပါစေဟေးမေမေနေကောင်းလားမေမေပွင့်လိုက်တဲ့အပွင့်တိုင်းကိုမှတ်ရသားရလွမ်းရမောရစေတနာတွေနဲ့လှမ်းပြသွားတဲ့ပုံများရင်သက်ရှုမောဝယ်မေတ္တာတွေနဲ့တည်ပြသွားပုံများပင့်သက်လိုက်မျောဝယ်အမိနာမကိုကြားရယုံတဒံရင်ရင်ရုပ်ပုတ်ကောင်းချောင်းတဲ့ကြောင်မြင်ရယုံပညာနဲ့ဖြတ်တန်းရင်ဆိုင်ခဲ့ပုံတွေကိုမှတ်ရသားရနာရကြားရမေမေလုံသားရဲ့ကြအစွန်ထေမဲ့ပေးဆက်တဲ့မြတ်တာမေမေဆိုတဲ့ချိုးအေးဟေးမေမေနေကောင်းလားမေမေကြောက်နေသမျှမလွတ်လပ်ကြောင်းအင်အားဟာအမှန်တရားမဟုတ်အမှန်တရားသည်သာအင်အားဖြစ်ကြောင်းစွန့်တဲ့နာကိုစွန့်ရဲရမယ်အကြောင်းအဲ့ဒီတတ္ထုအတန်တွေရဲ့စီးရာဆင်းရာမြဖြားခံရပေါ့အမောင်တွေကလျက်စီးလို့ထင်ရှားလွန်းပါတယ်နိုင်ငံတော်ရေအနစ်မှာအကြိမ်ကြိမ်လှမ်းဆွဲတာခံရတဲ့ရတနာကောက်ရိုးမြင်ကလေးအသက်ရှိနေတဲ့ပြည်သူနတ်နေကိုင်းကလေးတက်ချိုင်မှုစ조사တဲ့ကောင်တိုင်းအဝီစီကိုတန်းကြခဲ့ကြတာပဲမလားဆိုင်နေရင်များဝေးငိုချင်းနဲ့မေမေအရှမ်းဝမ်းနေမေမေအဝေးကမေမေအခုဖြင့်ကမ္ဘာအသက်ကြီးဆုံးနိုင်ငံရေးအကျဉ်းသူတဲ့ကမ္ဘာကလည်းနားမဲဆိုရင်နားကြကြီးပါငါတို့အတွက်တော့အတွေးခေါ်တွေပေးတယ်တတိကိုပေးတယ်ပညာကိုပေးတယ်တာဝန်ယူမှုတာဝန်ခံမှုကိုပေးတယ်လူသားဆန်မှုကိုပေးတယ်မေတ္တာကိုပေးတယ်တနက်ပြောင်းဝကိုမျက်နှာချင်းဆိုင်ပြီးမှအကိုပေးတယ်မိသားစုဘဝကိုပေးတယ်အချိန်ကိုပေးတယ်ငယ်ရွယ်ပျိုမြင့်မှုတွေကိုပေးခဲ့တယ်ငါတို့မှပြန်မပေးနိုင်တော့ငေးနေရတော့